ဒီဘဲကိုကဘာပလားယူပေးလိုက်တော့ဒီဘဲကိုကဘာပလားယူပေးလိုက်ပါတော့တကယ်ပြောတာပါရန်ဒိုအတွက်ဒီလိုခြေစွမ်းမျိုးပြသနိုင်ဖို့ဆိုတာကတနည်းလောက်ပဲကျွန်တော်တွေဒီလိုချိန်မှာသူကဘာပလားရတင်နေပြီဒီညမှာရိုနယ်ဒိုထိုက်လုံးပြလိုက်ပြန်ပြီလူတို့များကရန်ဒိုကြာရှုံးတာကိုမြင်ချင်းတယ်ဒါပေမဲ့ဒီတစ်ခါတော့မရသေးဘူးအသက်40ရှိနေပြီဆိုပေမဲ့လည်းရိုနယ်ဒိုကဒီနိုင်ငံအသင်းမှာရောကလန်အသင်းမှာရောအရေးပါတဲ့ကစားသမားဖြစ်ရှိနေသေးပဲညကလည်းဂျာမနီကို2ဂိုးတဂိုးနဲ့နိုင်ရတဲ့ပွဲမှာ3ဂိုးတဂိုးသွင်းနိုင်ခဲ့တယ်ဘာကြောင့်တချို့ပရိသတ်တွေကရန်ဒိုရဲ့စွမ်းဆောင်ရည်ကိုအသိမှတ်မပြုရရလဲဆိုတာကိုစဉ်းစားမရဘူးအခုဆိုရင်သူ့ရဲ့သွင်းဂိုးရည်အတွက်စုစုပေါင်းက938ဂိုးရှိနေပြီသွင်းဂိုးထောင်ပြေးဖို့အတွက်ကိုရည်မှန်းချက်ထားရတယ်အသက်30နှစ်နောက်ပိုင်းမှာနိုင်ငံသွင်းဂိုး85ဂိုးထိကိုသွင်းယူနိုင်ခဲ့တယ်ဒါဟာတချို့ကစားသမားတွေဖြစ်တဲ့နေမာဟယ်ရီကိန်းကလိုဆေအီဘရာဟီမိုဗစ်တို့ရဲ့နိုင်ငံသွင်းဂိုးရည်အတွက်စုစုပေါင်းထက်တောင်ပိုများနေသေးတယ်တချို့ကစားသမားတွေဆိုရင်အခုချိန်မှာကစားမပွားကနေနားယူပြီးတော့နီးပြလောကတွေကိုကူးပြောင်းနေပြီရန်ဒိုတဲ့10နှစ်ငယ်တဲ့ချာလီအတန်ဆိုတဲ့ကောင်လေးတော်မှာအခုအေဗာတန်အသင်းမှာလက်ထောက်နီးပြလုပ်နေတာရန်ဒိုကတော့အခုချိန်ဒီပေါ်တူဂီလေရွေးစင်အသင်းအတွက်အရေးပါတဲ့ကစားမတစ်ယောက်အဖြစ်ရှိနေစေပဲဒီဘဲကတော့တကယ်ကိုဂရာဖလာရတဲ့နေပြီ